ကျွန်တော်တို့ဇနီးမောင်နဲ့နှစ်ယောက်ဘီနဲ့တနိုင်ငံလုံးကိုဟန်နီမွန်ပတ်ထွက်ခဲ့တဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်။အဲ့ဒီထက်ကအမတ်တရတချို့ကတော့အရန်ကိုလှတဲ့တောင်တန်းကြီးတွေကိုကြည့်ကြလို့ဟိုင်ဂျန်လူကိုသွားခဲ့တာရင်ပြီးတော့ဒီလိုမျိုးဘီနိုင်ငံမှာအရန်လှတဲ့ပင်လယ်ပြင်ကိုကြည့်ပြီးတော့စင်ခံသင်္ဘောကြီးပေါ်မှာညစာစားလို့ရတဲ့ cruise သင်္ဘောကိုလည်းစီးခဲ့တယ်။ဒါအပြင်ဘီရဲ့တခြားအရန်လှတဲ့နေရာတွေကိုလည်းရှောက်သွားတယ်။အစားအစာတွေကိုလည်းရှောက်စားတယ်။ပြီးတော့ activity တွေအများကြီးကိုလည်းလုပ်ခဲ့ပါသေးတယ်။ကဲဒီဗီဒီယိုမှာကတော့ BNN ကအမှတ်တရတွေအများကြီးတွေကမှတစ်ခုဖြစ်တဲ့ cruise စီးခဲ့တဲ့အကြောင်းကိုမျှဝေပေးချင်ပါတယ်ဗျာ။အခုဝိုင်းလုံးက Halong Bay ကိုရောက်ပါပြီ။ဒါပေမဲ့စီးရမယ့် cruise ပေါ်မတက်ရသေးဘူး။သူကဒီ waiting area ပေါ့နော် first floor မှာရှိတဲ့ waiting area မှာဝိုင်းလုံးဆောင်ခိုင်းတာရယ်။နေရမယ့်အခန်းမှာညောင်းကို manager ရဲ့ assistant တွေအကုန်လုံးတိကျလာပြောပြီးတော့တက်ခံကြီးကြားလာခေါ်တယ်ပြောတယ်။အဲဒါဆောင်သင်္ဘောပေါ်စတက်တာနဲ့သူတို့ကဒီလိုမျိုးဘုံတွေတီးပြီးတော့ကြိုးဆိုတာပေါ့နော်တော်တော်လေးလည်းပျော်ဖို့ကောင်းပါတယ်ကျွန်တော်တို့ကသင်္ဘောပေါ်မှာတညအိမ်2ရက်တောင်နေမှာဆိုတော့သင်္ဘောပေါ်မှာအိတ်ဖို့အတွက်လည်းအခန်းယူထားပါတယ်ဒါကတော့ကျွန်တော်တို့သင်္ဘောပေါ်မှာနေတုန်းကတဲခဲ့တဲ့အခန်းပါအိမ်သားရေချိုးကန်လည်းတစ်ခါတည်းပါပြီးသားပြီးတော့ဒီလိုမျိုး runner မှာထွက်ထိုင်ပြီးတော့လေကောင်းလေတန်းလည်းရှူလို့ရတယ်ကျွန်တော်ဇနီးမောင်နဲ့2ယောက်တည်းအေးလူလူနဲ့တိတ်လှတဲ့ပင်လယ်ပြင်ရဲ့အလှကိုလည်းခန်းစားလို့ရပါတယ်ကျွန်တော်တို့ကသင်္ဘောပေါ်ကိုနေ့လည်ကစရောက်နေရဆိုတော့သင်္ဘောရဲ့တချို့နေရာတွေလည်းသွားလည်လိုက်ပါသေးတယ်။ဒါပြီးတော့တိတ်မကြဘူးနေ့လည်စာစားရမယ့်အချိန်ရောက်နေပြီဖြစ်တာမလို့နေ့လည်စာသွားစားဖြစ်ခဲ့ပါတယ်။နေ့လည်စာမစားခင်မှာမန်နေဂျာကသင်္ဘောပေါ်မှာကျွန်တော်တို့ကို service လုပ်ပေးမယ်ဝန်ထမ်းတယောက်ချင်းစီနဲ့လည်းမိတ်ဆက်ပေးတယ်။အရေးပေါ်အခြေအနေတစ်ခုနဲ့ကြုံလာခဲ့လို့ရှိရင်လည်းဘယ်လိုပစ္စည်းတွေကိုသုံးရမလဲဆိုတာကိုလည်းပြပေးပါတယ်။နေ့လည်စာစားပြီးတိတ်မကြပါဘူးကျွန်တော်အလုပ်ချင်ဆုံး adaptive တစ်ခုလာပါပြီ။အဲ့ဒါကတော့ kayaking လောက်တာပါကျွန်တော်ဇနီးမောင်နဲ့2ယောက်ကြောက်ချထားတဲ့သင်္ဘောကြီးတစ်ဝိုက်မှာ kayaking လုံရင်းနဲ့တောင်တန်းတွေရဲ့အလှတွေပင်လယ်ပြင်အလှတွေကိုတပြိုင်တည်းခံစားရတာကအယမ်းကိုပျော်ဖို့ကောင်းပါတယ်လုံးဝလည်းမေးလို့မရတဲ့အမှတ်တရတွေတည်းတစ်ခုဆိုလည်းမမှားပါဘူး kayaking လုပ်ပြီးတော့ညနေလဲစောင်းလာပြီးမလို့နေဝင်ချင်းကြည့်ဖို့အတွက်အကောင်းဆုံးချိန်ရောက်လာပါပြီနေဝင်ချင်းကြည့်နေရင်းနဲ့ပဲစပုံမိုးကြီးကကျွန်တော်တို့ကို cooking show မှာအစားအစာတွေကိုလုပ်ပြတယ်အသီးရွက်တွေကိုလည်းလှီးပြပါတယ်ပြီးတော့ပျော်ဖို့ကောင်းအောင်ကျွန်တော်တို့ကဝင်ပြီးတော့လုပ်ခိုင်းလိုက်ပါသေးတယ်ကဲအခုဆိုလို့ရှိရင်တော့ညစာစားချိန်ရောက်ပါပြီညစာစားချိန်မှာစိတ်လှုပ်ရှားဖို့ကောင်းတဲ့အမှတ်တရတစ်ခုကတော့ Wination ကိုသင်္ဘောကဝန်ထမ်းတွေက wine surprise လုပ်ပြီးဒီလိုမျိုးဆူတောင်းပေးတာဖြစ်ပါတယ်ညစာကလည်းပင်လယ်စာတွေရောအကင်တွေရောဒီလိုမျိုးစားစရာတွေအများကြီးကိုစုံပါတယ်ဒီလိုနဲ့သင်္ဘောပေါ်မှာတညအိပ်ပြီးမနက်ရောက်သွားတော့ရေပေါ်ရွာလို့ခေါ်တဲ့ဒေသခံတွေနေကြတဲ့ရေပေါ်မှာအိမ်လေးတွေစောက်ထားတာကိုလည်းလှေလေးစီးပြီးတော့သွားကြည့်ဖြစ်ခဲ့ပါသေးတယ်ဒီလိုမျိုးသူတို့ရေပေါ်မှာပဲနေပြီးဘယ်လိုမျိုးနေထိုင်စားသောက်နေကြတာလဲဆိုတာကိုလိုက်ပြီးလေ့လာရတာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီရေပေါ်ရွာလေးနဲ့ပတ်သက်လို့သတိထားမိရတစ်ခုကဒေသခံတွေကခွေးလေးတွေအများကြီးမွေးထားတတ်ကြတာပါကဲဒီဗီဒီယိုကတော့ကျွန်တော်တို့ BNN တစ်လျှောက်လုံးကို honeymoon ပတ်ထွက်ရင်းနဲ့ cruise စီးပြခဲ့တဲ့အကြောင်းလေးပါဒီ cruise လေးကိုစီးပြဖို့အတွက်စီစဉ်ပံ့ပိုးပေးခဲ့တာကတော့7 Diamond Travel and Tour ပဲဖြစ်ပါတယ်7 Diamond Travel and Tour မှာဆိုလို့ရှိရင်ပြည်တွင်းပြည်ပလင်းလက်မှတ်တွေကိုလည်းဝယ်လို့ရတယ်ပြီးတော့ BNN ကိုခီးသွားကျင်တာပဲဖြစ်ဖြစ်ထိုင်းဘက်ကိုအလဲအပတ်အနားယူကျင်တာပဲဖြစ်ဖြစ်တို့စီမှာ tour service တွေလည်းရှိရမလို့သွားပြီးတော့စုံစမ်းလို့ရပါတယ်တကယ်လို့ကျွန်တော်တို့လိုမျိုးကိုယ်စိတ်ကြိုက်သွားကျင်တဲ့သူရဲ့အတွက်လည်းတည်တံ့ပတ်ကိတွေရှိပါတယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲเนาะနောက်ဗီဒီယိုမှာကတော့ BNN မှာကျွန်တော်တို့ဘယ်လောက်ပျော်ဖို့ကောင်းခဲ့လဲဘယ်လိုနေရာတွေကိုရှောက်သွားခဲ့လဲဆိုတာကိုလည်းပြပြပေးသွားအောင်ပါမလို့ဒေချာပေါင်းစောင့်ကြည့်ဖို့မမေ့ပါနဲ့ဦးเนาะ